ဏိဒါနာတောဒီပင်္ဂရထွချသနှင့်တရားမင်းဤခြေတော်ရင်း၌ဖျားဖြစ်ရန်စုထုပန်ထွားတော်မူခဲ့သည်မှပဋ္ဌာယစာ၍တရကရတတရကတအမည်ရတော်မူသောသုံးလောကတောတရှင်တော်မြတ်ဖျားဤဒါသဗရမီယောအပြင်အပတ္တရှိသမေပစ္စည်းဝတ္ထုအဆုစုတို့ကိုဆွန့်လွတ်၍ဖြည့်ကျင့်စီဖို့တော်မူအပ်ကုန်သောစေပါကုန်သောဗရမီတော်တို့၎င်းဒါသဥပဗရမီယောကိုရင်ကကြည်ငယ်တို့ကိုဆွန့်လွတ်၍ဖြည့်ကျင့်စီဖို့တော်မူရသောစေပါကုန်သောဥပဗရမီတော်တို့ကို၎င်းဒါသဗရမတ္တဗရမီယောကိုယ်တကိုဆွန့်လွတ်၍ဖြည့်ကျင့်စီဘူးတော်မူရသောစေပါကုန်သောဗရမတ္ထဗရမီတော်တို့ကို၎င်းဣတိသောသမတိန်သဗရမီယောစအမြတ်30ကုန်သောဗရမီတော်မြတ်အပေါင်းတို့ကို၎င်းပင်စမဟာပရိစ္ဆာကေ5ပါးကုန်သောစွန့်ရင်ကြီးတို့ကို၎င်းလောကထစရိယံတတဝါများအတွက်ကျင့်ကြံကြိုးကိုပွားများအထုတ်တော်မူခြင်း၎င်းညာတတစရိယံဆွေမျိုးတို့အတွက်ကျင့်ကြံကြိုးကိုပွားများအထုတ်တော်မူခြင်း၎င်းဗုဒ္ဓရစရိယံဖယားဖြစ်ရန်အတွက်ကျင့်ကြံကြိုးကိုပွားများအထုတ်တော်မူခြင်း၎င်းဣတိဤသို့ဒိဋ္ဌောစရိယာယောဇ3ပါးကုန်သောစရိယာကျင့်စဉ်တို့ကို၎င်းပစ္စည်းမဘဝေနောက်ဆုံးဖယားဖြစ်မဲ့ဘဝ၌ကဗ္ဗဩကန္တိမေရောဝန္တိုက်တဆိုင်စန္ဒီတန်ဒီဆွဲယူတည်နေတော်မူခြင်းကို၎င်းဇာတိမေရောဝန္တိုက်မှာမိရှုတန်ဆင်ဖွားမြင်တော်မူခြင်းကို၎င်းမဟာဗိနိခမဏမြတ်သောတောထွက်တော်မူခြင်းကို၎င်းပရဏစရိယဒုက္ခရစရိယ6နှစ်ကြာအောင်ကျင့်ကြံကြိုးကုပ်ပွားများအထုတ်တော်မူခြင်းကို၎င်းဘောဓိပလင်ကေဘောဓိပင်ချေမြတ်သောပလင်ဘွေထ၌မာရဝိဇယဩမင်္ဂပါကိုအောင်မြင်တော်မူခြင်းကို၎င်းသဗ္ဗညုတဉာဏပရိဝေဒံသဗ္ဗညုတဉာဏ်တော်မြတ်ကိုထွန်းပေါက်သိမြင်တော်မူခြင်းကို၎င်းဓမ္မစကဘောဓနာဓမ္မစကြာတရားဟောကြားပြသဆိုဆုံးမတော်မူခြင်းကို၎င်းနဝလောကုတ္တရဓမ္မိရှင်တော်မြတ်ဖယားဤတန်တာ၌တည်ရှိတော်မူကြကုန်သောကိုးပါးကုန်သောလောကုတ္တရတရားတို့ကို၎င်းဣတိဤသို့လည်းသဗ္ဗေပိမေဗုဒ္ဓဂုဏေဤအလုံးစုံကုန်သောဖယားရှင်ဤဂုဏ်တော်ကျေးဇူးတော်တို့ကိုအာဝဇ္ဇတောဆင်ခြင်းအောက်မေ့ကြကုန်၍ဝေဒာလိယဝေဒာလိပြည်၌တိတုပါကာရံတရေတုဝေဒာလိယဝေဒာလိပြည်၌တိတုပါကာရံတရေတုတရိုင်းသုံးထက်ကြအယတ်တို့၌တိယမရတိညင်သုံးရန်တို့ကာလပလောပရိဒံယရဏသုပယအယန္တကိုကရောတောယောဘပူဇော်တော်မူသောအာယသမ္မာအာနန္ဒထေရဝိယအရှင်အာနန္ဒကိုရောမြတ်ကဲ့သို့တတ္တေတုတတ္တဝါတို့အပေါ်၌ကာရုဏာစိတ်တံကျင်နာစာဘွားကရုဏာနှင့်ရှင်သောစိတ်ထားကိုဥပထဗေတဝါရှေးကျုဖြစ်စေကြကုန်တည်စေကြကုန်၍ကောတိတရတသေတုသက္ကဝါလေတုဂရေတသိန်းကုန်သောစัจ java လာတို့၌ဒေဝတာနတ်မြမအပေါင်းတို့သည်ယတအကျင့်ယတနာသုပယိတ်တရားတော်မြတ်ဤအာနန္ဒကိုအချိန်သောအာနုဘောကိုသီရတာဥကောယရဏမြတ်ရင်ငါဖြင့်ပဋိက္ခဏန္တိယိုသေးစွာဥညိုခံယူကြလေကုန်၏ယင်းစယင်းယရဏသုပယိတ်တော်မြတ်သည်လည်းဝေဒာလိယပုရိဝေဒာလိပြည်၌ရောဂမနုဿဒုဗ္ဗိကတံဗုဒ္ဓံယောဂထူးခြားဘလူများနှင့်အစာငတ်မော့ခေါင်းပါခြင်းကြောင့်ထင်ရှားဖြစ်ပေါ်၍လာရသောဒီဝိဒံဗယံသုံးမျိုးသောဘိဒုက္ခကိုခိပ္ပံလျင်မြန်စွာအန္တရတပေတိကွယ်ပြောက်ရုပ်သိမ့်ချုပ်ငြိမ့်စေခဲ့လေပြီတောင်ယရဏပရိတဝံထိုယရဏသုပယိတ်အယန္တာကိုဟေအိုသူတော်ကောင်းတို့မယဝခန္ဓာပင်စကသမောဟဥနာမမြည်ကိုကျွန်ုပ်တို့သည်
ဗန္နာမယောဘပူဇော်ကြပါကုန်စို့ဣဒာဤပရိတ်တရားတော်မြတ်ရွတ်ဖရာဌာနဤအယတ်သို့ဘုံမာနိမြေ၌တည်ကုန်သောယာနိပူရာနိဝအကျဉ်နတ်တို့သည်၎င်းအန္တလိခေအစရာပြင်းထကောင်းကင်၌ယာနိပူရာနိဝအကျဉ်နတ်တို့သည်၎င်းတမဂတနိညီညာပြပြစီဝေရောက်လာကြပေကုန်၏တပိဝကသိမ့်ဩသုံးလုံးစုံသာလျှင်ပြည့်ကြကုန်သောဒေဘုဒ္ဓထိုနတ်များစွာတို့သည်သူမန္တနှစ်သက်ရွှင်လန်းဝမ်းမြောက်သောစိတ်ထားရှိကြကုန်သည်ဘဝန္တုဖြစ်ကြပါကုန်လောအထောပိထိုမတပါလည်းပါတိတာငါဖယားသည်ဟောကြားပြတာဆိုဆုံးမတော်မူအပ်သောယရဏတုတ်ပရိတ်အယံတာကိုတက္ကေဇာယောတိတမှုအလေးကရုပြု၍သူနန္တုနာယူကြပါကုန်လောဘုရားအိုနတ်များစွာတို့တတ္တမဟိထိုကဲ့သို့တရားနာယူရန်ငါဖယားတိုက်တွန်းတော်မူသောကြောင့်ပင်လည်းယံတုံမေသင်နတ်များစွာတို့သည်နိဒာမေထာနာဆိုင်ကြပါကုန်လောမာနုတိယပဇာယလူသားဖြစ်သောတတ္တဝါအပေါ်၌မေတ္တာဝန်ချစ်ခင်မြတ်နိုးခြင်းဆိုတဲ့မေတ္တာတရားကိုကရောဓပြုကြပါကုန်လောရေရင်လူသားပေါင်းတို့သည်ဒုံမာကံသင်နှံများစွာတို့ဟာဒီဝါစာနေအခါ၌လည်းကောင်းရတောစာညင်အခါ၌လည်းကောင်းဗလေဒေဝတာဗလိကိုခေါ်ဆိုသောပူဇော်ပတ္တဘွေယပြပြကိုဟရန္တိဆောင်ယူပတ္တပူဇော်ကြပေကုန်၏တတ္တမဤထိုကြောင့်ပင်လေတုံမေသင်နတ်များစွာတို့သည်နေထိုလူသားအပေါင်းတို့ကိုအပမတ္တမမိမလျော်ကြကုန်ပဲရခတာတနာဆောင်ရှောက်ကြပါကုန်လောဣဒဝါဤလူပြည်၌၎င်းဟူရန်ဝနဂကလုံစသောတပါသောပြည်တို့၌၎င်းယံကိဉ္စီအလုံးစုံသောဝိတ္တနှစ်သက်မြတ်နိုးခြင်းကိုဖြစ်စေတတ်သောလောကီဥစ္စာယရဏသည်အဋ္ဌိရှိလေ၏တကေတုဝနတ်ပြည်မြမပြည်တို့၌မူလေပဏိတောမရောက်ရဲစေတမွန်မြတ်လှစွာသောယံယရဏဟုအကျဉ်နှစ်သက်မြတ်နိုးဘွေရာဖြစ်သောလောကီဥစ္စာယရဏသည်အဋ္ဌိရှိလေ၏ဧထဤယရဏပေါင်းတို့တွင်တထာဂရေနသုံးလောကထွတ်အရှင်တော်မြတ်ဖရာတည်ဟူသောယရဏနှင့်တမန်တူမြသောနံထိုလောကီဥစ္စာယရဏမျိုးသည်နာနောအဋ္ဌိမရှိသည်သာလျင်သည်ဗုဒ္ဓေသုံးလောကထွတ်အရှင်တော်မြတ်ဖရာ၌ဣဒံပိယရဏဤမြတ်နိုးဘွေယယရဏအဖြစ်သိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုံတော်အပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကံအိမ်သူအိမ်သာကဘာသူကဘာသာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပုရိသအပေါင်းသူတော်ကောင်းတို့အားဘာနိနောကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဝိနည်းများစွာတတ္တဝါအပေါင်းတို့အားသို့ဝတိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းခရ1500ကိလေသာတို့၏ကုံဆုံးပြည့်စည်ရလည်းဖြစ်တာသောဝိရာဂံအာယုန်ဓမ္မဟုသမျှတို့၌တွေ့တာပိတရာဂငတ်တို့၏ကင်းပြတ်ရုပ်သိမ်းချုပ်ငြိမ်းရလည်းဖြစ်တာသောအမတန်သုတိပြတ်ကြွေဘေအခါမှသေကြီးပြည့်စည်ခြင်းလည်းမရှိတာသောယံနိဗ္ဗာန်အကျဉ်အငြိမ့်ဓမ္မနိဗ္ဗာန်တရားတော်မြတ်ကိုတမဟိတောမယိမယိုင်းကြောက်စာတိုင်ကဲ့သို့မြဲခိုင်စွာပြီးတည်ကြည်သောတမာတိရှိတော်မူသောတကြမုနိသာကိဝင်ထောဒဂေါရမရှင်တော်မြတ်ဖရာသည်ဣဇဂလက်ဝဲတင်ထဗရမကဲ့သို့ကောင်းစွာပိုင်ပိုင်ဉာဏ်ဖြင့်ဆက်ရောက်သိမြင်တော်မူခဲ့လေပြီတ
ဒေနဓမ္မေနထိုအငြိမ့်ဓမ္မနိဗ္ဗာန်တရားတော်မြတ်နှင့်တမန်တူများသောကိဉ္စီတစုံတခုသောတရားမျိုးသည်နာနောအတ္တိမရှိသည်သာလျှင်တည်းဓမ္မေအငြိမ့်ဓမ္မနိဗ္ဗာန်တရားတော်မြတ်၌ဣဒံမေယရဏဤမြတ်နုဘွယ်ရာယရဏအဖြင့်တိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ခုံတော်အပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပရိသအပေါင်းသူတော်ကောင်းတို့အားသို့ဝတိဘေယံကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချအမသွေဖြစ်ပါစေတည်းဗုဒ္ဓသေထောသုဒ္ဓဗုဒ္ဓသာဝကဗုဒ္ဓပစ္စေကဗုဒ္ဓဟုခေါ်ဆိုအပ်သောဗုဒ္ဓသုံးစုချီးမွမ်းအပ်သောသူတို့ထက်ကဲသာလွန်မြတ်အထုသဖြင့်ချီးမွမ်းတော်မူအပ်သောသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည်သူစိန်ကိလေသာမြူအလေးအငြိကြေးတို့မှကင်းဝေးစင်ပါဖြူစင်တော်မူလာသောယံသမာဓိအကျင့်အရိယာမနှင့်တွဲပတ်ရှင်ပြီးသမာဓိတရားတော်မြတ်ကိုပရိဝဏယေချီးမွမ်းမြောက်စားတော်မူခဲ့လေပြီယံသမာဓိအကျင့်အရိယာမနှင့်တွဲပတ်ရှင်ပြီးသမာဓိတရားတော်မြတ်ကိုအနန္တရိကမိမိကွယ်ပအခြားမဲ့ကာလ၌မုတ်ချဆက်ဆက်အရိယာဖို့ဟူသောအကျိုးတရားကိုပေးတတ်၏ဟု၍ဗုဒ္ဓသုံးဘုံကျော်ဤဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အာဟုတန်တာကျူးသည်ဟောပြတော်မူကြလေကုန်ပြီဒေနသမာဓိနာထိုအရိယာမနှင့်တွဲပတ်ရှင်ပြီးသမာဓိတရားတော်မြတ်နှင့်သမောတူမြသောတစုံတခုသောလောကီသမာဓိတရားမျိုးသည်နဝိဇ္ဇတိမရှိသည်သာလျှင်တည်းဓမ္မေအရိယာမနှင့်တွဲပတ်ရှင်ပြီးသမာဓိတရားတော်မြတ်၌ဣဒံမေယရဏံဤမြတ်နုဘွယ်ရာယရဏအဖြင့်တိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ခုံတော်အပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်တုံမာကံအိမ်သူအိမ်သားလူအများနှင့်ကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများနှင့်တကွာပရိတ်တရားကိုစိတ်ထားကြည်သာယုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပရိသအပေါင်းသူတော်ကောင်းတို့အားသောတိဘေယံကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းတတဝပါရမီရင်ကျူတဘာထုသည့်ကျေးဇူးကုန်ကြီးမှာဖယားစားကြည်သောသူတော်စင်ပုဂ္ဂိုလ်များတို့သည်ပတ္တထာလွန်စွာထထချီးမွမ်းတော်မူအပ်ကုန်သောရေပုဂ္ဂလာခြင်းပုထုဇဉ်အနွယ်ကင်းကွယ်ကုန်းပြတ်အရိယာပုဂ္ဂိုလ်မြတ်တို့သည်အထရှေးရောက်တို့သည်ဟွန်တိဖြစ်ကြလေကုန်၏ဣဒာနိတို့ပုထုဇဉ်အနွယ်ကင်းကွယ်ကုန်းပြတ်အရိယာပုဂ္ဂိုလ်မြတ်တို့သည်သတ္တရိယုဂာနိမဖို့နှစ်ရသတ်သောအပြင်အစုံလေးပါးတို့သည်ဟွန်တိဖြစ်ကြလေကုန်၏သူကရတသုံးဘုံကျော်ဟိဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝကတပိရင်တာဝကအစေဖြစ်တော်မူကြကုန်သောဒီပုဂ္ဂလတို့ပုထုဇဉ်အနွယ်ကင်းကွယ်ကုန်ပြအရိယာပုဂ္ဂိုလ်မြတ်တို့သည်တက္ကိနေယကံနှင့်အကျိုးကြီးကိုမျိုးတံတက္ကိနေယကံနှင့်အကျိုးကြီးကိုမျိုးတံအလူကောင်းအလူမှန်ဟူသည်များကိုဆိုးယူပိုင်တခံယူတော်မူထိုက်ကြပါပေကုန်၏ဧတေသူထိုအရိယာပုဂ္ဂိုလ်တို့၌ဒိဏာနိတရာကြည်ဖြူပေးလူသည်မြအလူဒါနကောင်းမှုကုသိုလ်မှန်သည်မြတို့သည်မဟာဗလာနိကြီးကျယ်ပွန်ဖြိုးများမြတ်သောအကျိုးရှိကြပါ၍ကုန်၏တံဂီအရိယာတန်ဃာတော်မြတ်၌ဣဒံမေယရဏဤမြတ်တို့ဘွယ်ရာယရဏအဖြင့်တိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ခုံတော်အပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣရိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုမကောကမ္ဘာနိုင်ငံသူကမ္ဘာနိုင်ငံသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားက
ကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္သပ္ပရိသအပေါင်းသူတော်ကောင်းတို့အားသို့ဝတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမௌချမသွေဖြစ်ပါစေတည်းယေခိနာတဝအကျင်ကိလေသာအတဝောလျောကြကင်းကွာယဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်ဂေါတမသာသနာမိဂေါတမမြတ်စွာရောင်ဝါထိန်လင်းသာသနာတော်မြတ်အတွင်၌ဓလေနာကြောက်တောင်ကြီးဗမာမြေခိုင်လှစွာသောမနတသမာဓိနှင့်ရှင်သောစိတ်ဓာတ်ဖြင့်သုဘယုတ်တလွန်စွာကြိုးကုပ်အထုတ်တော်မူကြကုန်သည်ဖြစ်၍နေဂာမိနောကိလေသာဟုအပုဂသိမ့်မှအလင်းကျွတ်၍ကင်းလိုထွက်မြောက်တော်မူကြလေကုန်မည်ဒေခိနာတဝထိုယဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်အမတံသုတိပြတ်ကြွေဘယ်အခါမှတည်ကြည်ပြည့်စည်ရခြင်းမရှိသောအမတတနိဗ္ဗာန်တရားတော်မြတ်သောဝိကရှာအာယုံပြုသောအပြင်တက်ရောက်တော်မူကြကုန်သည်ဖြစ်၍မုဒ္ဒပစ္စည်းဥစ္စာအနေငယ်မြမကုံကြရပဲလတ္တလိုရာခန္ဓာအလွယ်ပင်ရတော်မူကြကုန်သည်ဖြစ်၍နေဗုဒ္ဓိဖလသမအဘအငြိမ့်တဲ့အရသာကိုဘုံစားမာနသုံးဆောင်ခံစားတော်မူကြကုန်လည်းယပฏิပါဒမိမိတို့သည်ရောက်ရှိအပ်ပြီးရရှိအပ်ပြီးဖြစ်သည့်အရဟတဘုသို့အတိတ္တပံဝင်စားသောအပြင်ဆက်ရောက်တော်မူကြလေကုန်မည်တံဃေယဟန္တာသံဃာတော်မြတ်၌ဣဒံပိယရဏဤမြတ်တို့ဘွယ်ယရဏအဖြစ်တိသာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်အပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣတိနာသစ္စေနဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောဝိနည်းများစွာတတဝါပေါင်းတို့အားသူအတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမௌချမသွေဖြစ်ပါစေတည်းပထဝီတိတော်မြေ၌ဆွဲမိကောင်းစွာတည်သောအိန္ဒခီလောမြို့တကားတိုင်ကြီးသည်စတုဝိဝတေဟိအယက်လေးမျက်နာတို့မှတိုက်ကပ်လာသောလေပြင်းမုန်တိုင်းတို့သည်အတ္တမကံပိယောမလုံရှားစေနိုင်သည့်တိယယထာဖြစ်ပြီးတကဲ့သို့ယောတပုရိသောအကျဉ်သူတော်မျိုးမှန်ဖို့တန်သည့်သောတာပန်ပုဂ္ဂိုလ်သူမြတ်သည်အရိယသစ္စာနိအရိယသစ္စာလေးရတရားမြတ်တို့ကိုအဝိဇ္ဇသောတာပတိမဉ္ဇဉ်ဖြင့်သတ်ဝင်၍ပတ္တတိသိတော်မူမြင်တော်မူ၏တန်တပုရိတံထိုသူတော်မျိုးမှန်အဖို့တန်သည့်သောတာပန်ပုဂ္ဂိုလ်သူမြတ်ကိုတထုပမရိယသစ္စာလေးပါးတည်ဟူသောတရားမြေ၌မြဲစွာဆက်၍တည်နေခြင်းကြောင့်ထိုတကားတိုင်ကြီးလည်းရင်ပုံပမာရှိဟု၍အဟံငါဘုရားသည်ဝရမိကောင်းစွာမသွေဟောကြားတော်မူလေ၏တံဃေသောတာပန်သံဃာတော်မြတ်၌ဣဒပိယရဏမြတ်တို့ဘွယ်ယရဏအဖြစ်တိသာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္သပ္ပရိသအပေါင်းသူတော်ကောင်းတို့အားသို့ဒီဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမௌချမသွေဖြစ်ပါစေတည်းယေအကျဉ်တတ္တကတုပရမသောတာပန်ပုဂ္ဂိုလ်သူမြတ်တို့သည်ကံဗီရာပင်ကြီးနာနတ်နှင့်လှစွာသောတပ်ပိညုတညာနာသခင်တမ္မာတံဗုဒ္ဓဘုရားရှင်သည်သူတေတိတာနိကောင်းစွာပိုင်းဖြတ်ဟောကြားတော်မူအပ်ကုန်သော
အရိယသစ္စာနှင့်အရိယသစ္စာ၄ရပ်တရားမြတ်တို့ကိုဝိဘာဝယန္တိကိုယ်တန်တန်တွင်မဉ္ဇဉ်ဖြစ်ပွားထင်ရှားအောင်ပြုတော်မူကြလေကုန်ပြီတေတို့တတ္တခတ္တုပရမသောတာပန်ပုဂ္ဂိုလ်သူမြတ်တို့သည်ဘုဒ္ဓံအလွန်အကဲပမတ္တစည်းစိမ်ရည်၍မေလျောကြကုန်သည်ကိဉ္စာပိဟွန်းတိအကယ်၍ကဖြစ်ကြကုန်သေး၏ဗန္နတရာပိထိုသို့ပင်စည်းစိမ်ရည်၍မေလျောကြကုန်냐တော်လဲအထမံဘဝရှစ်ကြိမ်မြောက်သောဘဝကိုနာအာတိယန္တိယူတော်မူ၍မရှိကြလေကုန်တံဂီတတ္တခတ္တုပရမသောတာပန်သံဃာတော်မြတ်၌ဣဒံမိယရဏဤမြတ်တို့ဘွယ်ရယရဏအဖြင့်သီတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ဓာတ်ကြည်သာယုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္သဗ္ဗုရိတအပေါင်းသူတော်ကောင်းတို့အားသို့အထိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအတ္တတို့သောတာပန်ပုဂ္ဂိုလ်သူမြတ်ဒီဒသနာသမ္ပရာယသောတာပတ္တိမဉ္ဇဉ်အမြင်နှင့်ပြည့်စုံခြင်းနှင့်သာဝအတူမကွာတပြိုင်နက်သာလည်းယင်တက္ကာယဒိဋ္ဌိသာယုံနာဓမ္မသင်္ခါရတရားတို့အပေါ်၌ငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တရားလူနဲ့ပြမအတ္တကောင်လိပ်ပြကောင်ဝိညာဉ်ကောင်အတ္တကောင်စသည်ဖြင့်ဆွဲလန်းယုံကြည်ခြင်းတက္ကာယဒိဋ္ဌိတန်ရောစဉ်တရား၎င်းဝိသိကိသိတင်္စယရဏသုံးတံကံကံ၏အကျိုးတရားစသည်တို့ရဲ့အပေါ်မှာသို့လောတွေးတော်ယုံမှခြင်းဝိသိကိစ္စတန်ရောစဉ်တရား၎င်းသီလပဒဝါပိနွားအကျင့်ခွေးအကျင့်စသည်ဖြင့်ကိလေသာတို့မှစင်ကြယ်နိုင်၏တန္တရာဝဆင်းရဲဒုက္ခမှလွတ်မြောက်နိုင်၏ဟုမှားသောအပြင်သုံးသပ်တတ်သောသီလပဒပရမတ္တတန်ရောစဉ်တရား၎င်းဣတိဤသို့လည်းယတယောဓမ္မသုံးပါးကုန်သောတန်ရောစဉ်တရားတို့ကိုဇိဒအရှင်ပေသက်ဆွန်လိုအပ်ခဲ့လေပြီကိဉ္စီဆိုစဉ်နဲ့ငယ်သောယံကိလေသာဇာတံပိအကျင့်အပေသို့ရောက်ခြင်းအကြောင်းဖြစ်သောကိလေသာတရားပေါင်းသည်လည်းအဋ္ဌိကျွင်းကြံသေး၏တံပိထိုအပေသို့ရောက်ခြင်း၏အကြောင်းဖြစ်သောကိလေသာတရားပေါင်းကိုလည်းဇိဒအရှင်ပေသက်ဆွန်လိုအပ်ခဲ့လေပြီသောတာပန်ပုဂ္ဂိုလ်သူမြတ်ဒီစရုဝဘာယိဇအပေလေးပုံတို့မှလည်းဝိပမုတ်တော်အရှင်ကျွ၍ကင်းလောထွတ်မြောက်တော်မူခဲ့လေပြီသဇ္ဇဗိဌာနာနိအမိကိုတတ်ခြင်းအဖကိုတတ်ခြင်းယဟန္တာပုဂ္ဂိုလ်ကိုတတ်ခြင်းဘုရားရှင်အားသွေးစိတ်တည်စေခြင်းတန်ခါသိမ်းခွဲခြင်းဘုရားရှင်မှာတပါးသောအခြားသောခိုင်းဆရာတို့ဟာဆရာဖြစ်ရည်ညွှန်းခြင်းတည်ဟုသောယုံရင်ကြံတန်းကုန်သော၆ပါးကုန်သောအကြောင်းအစုမကောင်းမှုတို့ကိုလည်းကာတုံပြုခြင်းကအဘဘောမထိုက်တန်ပေတံဂီသောတာပန်သံဃာတော်မြတ်၌ဣဒံပိယရဏဤမြတ်တို့ဘွယ်ရာယရဏအဖြစ်သီတာဘွယ်ကြောင့်နှစ်သက်ဘွယ်ကုန်တော်ပေါင်းသည်လေပဏိတထူမြတ်တော်မူလာပါပေဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္သဗ္ဗုရိတအပေါင်းသူတော်ကောင်းတို့အားဂုံကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းသောတာပန်ပုဂ္ဂိုလ်သူမြတ်ဒီကာယနာဝါကိုဖြင့်၎င်းဝါစာယဝါနှုတ်ဖြင့်၎င်းဥဒ္ဒထိုအပြင်စေတတဝါစိတ်ဖြင့်၎င်းပပကံကမ္မယုံရင်ကြံ့တန်းကုန်သောအကြောင်းအစုမကောင်းမှုကိုကိဉ္စာပိကရောတိမတိကဲ၍မိလျောတမှုအကယ်၍ပြုခဲ့မိစေကားမူတတ္တထိုမိမိပြုခဲ့မိတဲ့မကောင်းမှုအကုသိုလ်ကံကို
ပဋိစ္စဒါယဖုံးကွယ်၍ထားခြင်းကအဘဘောမထိုက်တန်ပေဒိဋ္ဌပရတသောတာပတိမဉ္ဇဉ်ဖြင့်သိမြင်ပြီးသောနိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသောသောတာပန်ပုဂ္ဂိုလ်သူမြတ်၏အဘဗဒမိမိပြုခဲ့မိတဲ့မကောင်းမှုအကုသိုလ်ကံကိုဖုံးကွယ်၍ထားခြင်းကမထိုက်တန်သည့်အဖြစ်ကိုဘဂဝါတဘုံတော်၆ပါးတခင်ဘုရားရှင်သည်ဟုတ်တာဟောကြားပြသဆိုဆုံးမတော်မူအပ်ခဲ့လေပြီတံဂေသောတာပန်တံဃာတော်မြတ်၌ဣဒံမိယရဏဤမြတ်တို့ဘွယ်ရယရဏအဖြစ်တိတာဘွယ်အကြောင်းနှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်တုံမကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ချကြည်သာယုတ်သည်စွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပုရိသအပေါင်းသူတော်ကောင်းတို့အားသူဝတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဂိမာနຫນွေလတို့ဤပရမသမိန်ဂိမေရှိဥအစຫນွေလဖြစ်သောမာတိစိတ်တရမာတတကူလ၌ဖုတ်တိတကေပင်လုံးကျုပ်ပွင့်သောခပ်ဖြားဆုံးရှိသောဝဏ္ဏပဂုံဘီတောဥဒ္တိတတိရိကောယထအတိရှိလဘိတကဲ့သို့တရုဝမအနတ္တရာပန်းဆုံးစွာဖြင့်ဝိဇာပြန်ပြောထိုတောဥလျင်ပုံပမာရှိသောနိဗ္ဗာနဂမေအငြိမ့်ဓမ္မမြတ်နိဗ္ဗာန်သို့ဧကံထိုးကြောင့်ရောက်ခြင်းရအကြောင်းဖြစ်သောဓမ္မဝရံသုံးပုံပိဋကတရားမြတ်ဒေသနာတော်ကိုပရမဟိတယလူနဲ့မြတ်တတ္တဝါတို့၏နိဗ္ဗာနတ္တတိဟုသောအမြတ်ဆုံးအကျိုးစီးပွားချမ်းသာအလုံးငါအတေတယေကရုဏာရှိသောမေတ္တာထား၍ဟောကြားတော်မူခဲ့လေပြီဗုဒ္ဓီသုံးလောကထွတ်တာရှင်တော်မြတ်ဖရာ၌ဣဒံမိယရဏဤမြတ်တို့ဘွယ်ရယရဏအဖြစ်သိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုတ်သည်စွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပုရိသအပေါင်းသူတော်ကောင်းတို့ပါသို့ဝတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဝရောစိတ်ထားမြတ်သူနတ်လူအများလိုလားတောင်းတမြတ်တော်မူထသောဝရိညူအမြတ်ဆုံးမှနိဗ္ဗာန်တရားတော်မြတ်ကိုသိတော်မူတတ်သောဝရတော်အမြတ်ဆုံးမှနိဗ္ဗာန်တရားတော်မြတ်ကိုပေးသနာတော်မူတတ်သောဝရဟတော်အမြတ်ဆုံးမှနိဗ္ဗာန်တရားတော်မြတ်သို့ဧကံထုတ်ချောက်ရောက်ခြင်း၏အကြောင်းဖြစ်သောမဂ္ဂင်၈ပါးအကျင့်မြတ်တရားတိဟုသောရှေးဟောင်းလမ်းမြတ်ကိုသယ်ဆောင်တော်မူတတ်သောအနုတ္တရောသာလွန်သူမထင်အမြတ်ဆုံးဘုရားရှင်သည်ဓမ္မဝရံသုံးပုံပိဋကတိဟုသောအမြတ်ဆုံးတရားဒေသနာတော်ကိုပရမဟိတယလူနဲ့မြတ်တတ္တဝါတို့၏နိဗ္ဗာန်တ္တတိဟုသောအမြတ်ဆုံးအကျိုးစီးပွားချမ်းသာလို့ငါအတေတယေကရုဏာရှိသောမေတ္တာထား၍ဟောကြားတော်မူအပ်ခဲ့လေပြီဗုဒ္ဓီသုံးလောကထွတ်တရှင်တော်မြတ်ဖရာ၌ဣဒံမိယရဏဤမြတ်တို့ဘွယ်ရယရဏအဖြစ်တိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုတ်သည်စွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပုရိသအပေါင်းသူတော်ကောင်းတို့အားသူ့အထိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချအမသွေဖြစ်ပါစေတည်းယ
ရေတံခိနာတဝနာအချင်းကိလေသာအတဘောလျောကြကင်းကွာယဟန္တာရှင်သူမြတ်ကြီးတို့ဟာပုရဏောအဟောင်းဖြစ်သောကုသိုလ်ကံအကုသိုလ်ကံမှန်သမျှသည်ခိနံအမြဲအရင်နှင့်တကွကုံဆုံးပြပြုံးခဲ့လေပြီနဝအတိဖြစ်သောကုသိုလ်ကံအကုသိုလ်ကံမှန်သမျှသည်နတ္ထိတံဘောနောက်ထပ်တစ်ဖန်ဖြစ်ပေါ်ခြင်းအလင်းမရှိတော့ချေတေခိနာတဝတောယဟန္တာရှင်မြတ်ကြီးတို့သည်အာယတိကေဘဝသမိန်နောင်လာတန်သောအနာဂတ်ဘဝသစ်၌ဝိရဒစိတ်ဓာတ်တွေ့တာမမောခြင်းကင်းသောစိတ်ချရှိတော်မူကြလေကုန်၏ခိနာပိဇာကုံအပ်ပြီးသောပရိသန္တိမျိုးစေ့ရှိတော်မူကြကုန်၏အဝိရုံလီသန္တသန္တရဝဆင်းရဲဒုက္ခ၌မစီပင်မပြန့်ပွားသောသန္တတရှိတော်မူကြကုန်၏အယံပတိဘောဤတောက်လောင်နေသောစီမိသည်နိဗ္ဗာန်ယတ္တိယထာငြိမ့်လေပြီတကဲ့သို့ဒီရာမြဲမြံခိုင်ကတည်တတ်သောပညာရှိအစစ်ဖြစ်တော်မူကြကုန်သောယဟန္တာရှင်မြတ်ကြီးတို့သည်နိဗ္ဗာန်တိတန္တရာဆက်ယဟအဆက်ပြ၍ဇတ်ဆုံယုတ်သိမ့်ခြုံငိမ့်တော်မူကြလေကုန်မည်တံဃေယဟန္တာတံဃာတော်မြတ်၌ဣဒံမေယရဏောဤမြတ်တို့ဘုရားယရဏအဖြစ်သိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောတင်တပုရိသအပေါင်းသူတော်ကောင်းတို့အားသူဝတိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဣဒဤပယိတရားတော်မြတ်ယုဘယဌာနဤရသောဘုံမာနိမြေ၌တည်ကုန်သောယာနိဗုဒ္ဓနိဝါကျေနတ်တို့သည်၎င်းအန္တလိခိအစရဖြင့်ထကောင်းကင်၌ယာနိဗုဒ္ဓနိဝါကျေနတ်တို့သည်၎င်းတမဂတာနိညီညာဖြဖြစည်းဝေးရောက်လာကြကုန်၏တပိဝခသိမ့်ဩသောအလုံးစုံသာလင်းဖြစ်ကြကုန်သောဒီမယံထိုငါတို့နတ်များစွာတို့သည်ဒေဝမနုဿပူဇိတံနတ်လူအများလေးစားကိုရောပူဇော်တော်မူအပ်သောတထာဂတံရှိဖျားရှင်တို့ကဲ့သို့ဘောဓိမန္တိုင်းသို့တိုင်အောင်ကောင်းသောလာခြင်းရှိတော်မူသောကြောင့်နိဗ္ဗာန်သို့တိုင်အောင်ကောင်းစွာကြွသွားတော်မူသောကြောင့်တထာဂတအမည်ရတော်မူသောဗုဒ္ဓံမြတ်စွာဘုရားကိုဒေဝမနုဿပူဇိတာနတ်လူအများလေးစားကိုရောပူဇော်တော်မူသောတထာဂတသမထဝိပဿနာဆုံးတွဲကဖြင့်ကိလေသာအသင်းအပင်ကိုရှင်းလင်းဖြတ်တောက်လျက်ရောက်အပ်ရအပ်သောကြောင့်တထာဂတအမည်ရတော်မူသောဓမ္မတရားတော်မြတ်ကိုဒေဝမနုဿပူဇိတာနတ်လူအများလေးစားကိုရောပူဇော်တော်မူအပ်သောတထာဂတံကိုကျိုးစည်းပွားအတွက်ကျင့်ကြံကြသောပုဂ္ဂိုလ်တို့သည်ထိုအရိယာမဖြင့်ရောက်အပ်တဲ့ကဲ့သို့ထိုအတူထိုအရိယာမဖြင့်အရိယာသံဃာဖြစ်သို့ရောက်အပ်သောကြောင့်တထာဂတအမည်ရတော်မူသောသံဃာသံဃာတော်မြတ်ကိုနမတမရှိခိုးဥညွှကြပါကုန်၏ပါဏိနံကဘာသူကဘာသာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသေးစွာဖြင့်နာယူကြကုန်သောသင်တပုရိသနွယ်ဝင်သူတော်စင်ပေါင်းတို့အားသို့ဒီဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုကိုစီကိုငါမုတ်ချမသွေဖြစ်ကြပါစေကုန်တည်းသာဓုသာဓုသာဓုအလုံး1382ခုနှစ်နှစ်ဆန်း1ရက်နေ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေအတွက်မင်္ဂလာရှိတဲ့နေ့ရက်လေးတစ်ရက်ဖြစ်ပါတယ်ဒီနေ့လိုမင်္ဂလာရှိတဲ့နေ့ရက်လေးမှာဒါနကုသိုလ်ပြုသူကပြုသီလကုသိုလ်တွေစောင့်တည်သူကစောင့်တည်ကြ
ဘာဝနာတရားတွေကိုနာယူသူကနာယူကျင့်သုံးသူကကျင့်သုံးကြပြီးတော့ကုသိုလ်ကောင်းမှုတွေကိုအချိန်ကြီးတုံးမှယုံကံပြီးတော့ကြိုးစားလှုပ်ရှားပြီးတော့အထုတ်ကြတဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့သည်ဒီနေ့1382ခုနှစ်နှစ်ဆန်း1ရက်နေ့ဟာမင်္ဂလာနေ့ရက်ဖြစ်ပါတယ်ကမ္ဘာပေါ်မှာကြားရောက်နေတဲ့ဒီယောဂဆိုးကြီးမြန်မာနိုင်ငံမှာကြားရောက်နေတဲ့ဒီယောဂဆိုးကြီးအမြန်ကင်းပြောက်ပါစေမကြာမီကင်းပြောက်ပါလိမ့်မယ်သို့တော့မိမိတို့သည်ကုသိုလ်ရေးပညာရေးစီးပွားရေးတွေကိုလည်းပဲတတ်နိုင်သလောက်မပြင်းမရည်ပဲနဲ့ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်အလုံးကိုစီကိုငါကျမ်းမာချမ်းသာကြပါစေ